ဒီလားဆိုရပြီလားရှင်တော်လိုက်တာနံပါတ်1အကိုတို့မိချစ်ချစ်ပြအကိုရေညီမလက်တွေအားမရှိရောလို့မိချစ်လေးစင်းလာကောက်ပေးပါလားယင်တော်တော်အားရလူပဲမင်းကိုမိချစ်စင်းကောက်ပေးမှာဒီလောက်ဆိုရင်မင်းရဲ့အစစ်အမှန်တမန်ကြားဆိုတာသိပြီကွာအားရောက်စိုးနိုင်ကြော်စောမင်းဘာပြောလိုက်တာတမန်ကြားဟာလားအဲ့ဒီအချိန်မှာပဲအခုနရက်နေတဲ့မင်းကလေးကကြောက်စရာကောင်းတဲ့ကြားကြီးအတွင်းကိုပြောင်းသွားခဲ့ပါတယ်ကျော်စောငါ့ကိုခေပါဦးရောက်စိုးနိုင်ပြေတော့ရောက်တို့တငယ်ချင်းနှစ်ယောက်အမောင်တုထဲကနေအသက်လူပြေးခဲ့ကြပါတယ်ပြေးနေရင်းနဲ့အနောက်ကိုလှည့်ကြည့်လိုက်တော့ကြောက်စရာကောင်းတဲ့မီးလုံးကြီးတွေတို့နှစ်ယောက်နောက်ပြေးလိုက်လာတာကိုတွေးလိုက်ရတယ်ဗျရောက်ကျော်စောရောက်အဲ့ဒါဘာကြီးတွေလဲအဲ့ဒါတမန်ကျတဲ့တဖွဲတဲ့ပဲဖြစ်ရမယ်မင်းအရင်ပြေးသွားနေဟျောင်းမြေကွက်လက်တစ်ခုတွေ့ငါ့ကိုအော်ပြောလိုက်ဒီကောင်မင်းသားအတိုင်းပဲဟာကျော်သွားဒီဘက်မှာမြေကွက်လာတစ်ခုရှိတယ်ရောက်ကျော်သွားချက်ချင်းဆိုတော့စိုးနိုင်ရှိတဲ့ဘက်ကိုပြေးသွားခဲ့ပါတယ်ငါနောက်ကိုမင်းအောင်လိုက်ခဲ့ကြမင်းတို့တွေကျော်စွာသတိထားရောက်အကောင်ကြီးတော့ပြစ်မှတ်ချင်းရတာလဲလွယ်တော့တာပေါ့ကွာတွေးကြပြီးတော့ပေါ့ငါ့ကိုလဲစားတာမလုံလောက်သေးလို့လားတင်းမလာလောက်ပြနေသေးတယ်ငါတော့အစွမ်းရှိတဲ့သူတွေကစိတ်တူစရာအရင်ကောင်းတာပဲဒါဆိုလည်းမင်းတော်တွေကိုပြောင်းဝင်သွားလိုက်ပါလားငါတို့လည်းပြဿနာမဖြစ်ချင်ဘူးငါတို့ကတော့ဝက်ပဲလားရှာတာမနဲ့လင်းနာနဲ့ချက်ချင်းပြန်ပါဒီလိုလွယ်လွယ်နဲ့ပြန်လို့ဘယ်ရပါမလဲဒီလိုခါရအစွမ်းရှိတဲ့သူရဲ့အသားပိုးချိုးတာကွာဒါဆိုလည်းတတ်သိရှိရင်ဝင်လာခဲ့ကြည့်ပေါ့
နှုတ်ဆက်တယ်နော်အဲ့အကောင်ကိုရှင်းပြလိုက်နိုင်ပြီလား မင်းရဲ့လင်မြန်မှုကသုံးဆောင်လို့ရတယ်ဒါပေမဲ့ငါ့ကိုထိကြအောင်လုပ်ဖို့ကလေ့ကျင့်မှုလိုသေးတယ်ဒီတစ်ခါငါလက်သေးစားစားလို့ကောင်းတယ်မလားဒါစိတ်ကိုအသေးချာစူးစီးကျွဲဥထဲကကျွဲယူအပြေးထွက်လာအောင်လုပ်ရမယ် အဖေကျွန်တော်အခါတရားလောက်ရှိပြီဗျကျွဲယူခေါ်နေတာထွက်ကုန်မလာဘူးကျွန်တော်လည်းပင်ပန်းနေပြီ ငါသားစိတ်ကိုမပြတ်လွင်စေပဲအသေးချာစူးစီးပြီးတော့တားရဲ့စိတ်တစ်ခုလုံးကျွဲကြီးစီမှာပဲထားရမယ်ပြီးမှဂါရာကိုယူပြီးကျွဲကြီးထွက်လာအောင်လုပ်ရမယ်အခုအချိန်မှာရအောင်မလေးကျင်ထားရင်တကယ်လို့ကိုယ့်အသက်အနေကြောက်လာတဲ့အချိန်ကျတာဘယ်လိုလုပ်မှာလဲ အဲ့အချိန်ကျအဖေကိုခေါ်လိုက်မှာပေါ့ဗျာလွယ်လွယ်လေးကို ဒီကောင်စုံလေး ဒီတခါတော့ငါတကယ်ပဲအဖေပေးထားတဲ့ကျွဲယူရအောင်ခေါ်ရတော့မှာပဲငါမခေါ်နိုင်ခဲ့ငါ့တငယ်ချင်းတယောက်တမန်ကြားအစာဖြစ်သွားနိုင်တယ်ဒီလိုနဲ့ကြောစွာလဲလွယ်အိတ်ထဲကရွှွန့်နဲ့လှုပ်ထားတဲ့ကျွဲယူကလေးကိုထုတ်လိုက်ပြီးစိတ်ကိုစူးစီးကသူ့အဖေသင်ပေးထားတဲ့ဂါရာကိုစရွတ်လိုက်ပါတယ်မကုန်းသေးဘူးလားလူသားတွေမဟုတ်ပဲကျွဲသားပါအပူစားတာပေါ့ကွာဟေးဟာငါ့ကိုစားကြတာမဟုတ်ဘူးလားနည်းနည်းအားဆိုင်ဟာမလေးချင်းတိုက်ထားတော့မင်းတိုက်ထားတဲ့နာမခံစားလို့ရသေးတယ်ဒီကျွဲစုပ်စကားတော်များတာပဲအေးရားနေတာအဲ့ဒီနေရာပဲဟာကျေးဇူးပဲကြာနေမှငါတခါထွက်လာရတာထွက်လာကြတော့လည်းငါ့ကိုနှိပ်ပြီးမဲ့သူကအစင်းသင့်ဆိုတော့အညောင်ကိုပြေးသွားတာပဲဒီတခါတော့ငါမင်းကိုနှိပ်ပေးရမယ်အဲ့ပဲကျွဲသားစားမယ်ဆိုပြီးအခုမစားနိုင်တော့ဘူးထင်တယ်ဒီတခါတော့ငါအစွမ်းတွေကိုပြရသေးတာပေါ့ကဲညင်လေးနေနော်သိလားညင်နေမှတော့ငါ့ကိုထိမှာပေါ့ဟာမင်းအခုအချိန်ပဲသူ့ကိုထိအောင်ပြစ်တော့တမန်ကြောင်ရှင်းပြလိုက်နိုင်ပြီ မရှင်းနိုင်သေးဘူးသူအပေါ်ခုန်တက်ပြီးတော့ထွက်ပြေးသွားတာဒါပေမဲ့ဒီညတော့သူထပ်မလာရေးတော့
အဲအချိန်မှာပဲကျွဲကြီးကကျွဲယူလေးအသွင်ပြောင်းသွားပြီးကြောစွာလဲအိုင်ကုန်ခန်းကလဲကျသွားခဲ့ပါတယ်ဟေ့အောင်ကြောစွာစိုးနိုင်ငါတို့စင်စီကိုပြန်သွားကြရအောင်မင်းတို့ကောင်းလေးငါကောင်းကောင်းတက်တာလာမှဒီဝါလုံးကိုအောင်စပြင်မယ်တွေးကြသေးတာပေါ့အမမင်းကဒီဝါလုံးကိုအောင်စားမလို့လားကြောက်လို့ကြက်သိမ့်အောင်ထားတယ်ဟာမင်းကဘာလုပ်လဲကွာငါတရားရနေတော့အားမရှိတာနဲ့အတော်ပဲအားရှိလောင်မင်းကိုစားလို့ရတာပေါ့ကန်ဆိုတာငါမဟုတ်ဘူးမင်းကွာငါဘာလုပ်လဲဆိုတော့မင်းကိုပညာပြလိုက်တဲ့ကျွဲရဲ့ပိုင်ရှင်မင်းနဲ့တက်ခတ်ခဲ့တဲ့လူငယ်လေးကအဖေပဲကွာကဲလာစမ်းမိလက်ဒီဘာအတိုင်းကြီးလဲဟာထားလိုက်စမ်းပါစိတ်ဝင်စားမနေနဲ့ငါတို့အမြန်သွားအောင်ငါသားလေးပညာတဆင့်တက်လာပြီပဲရောင်နေထွက်ပြီးမိုးလင်းလာတော့ကြော်စွာတို့တငယ်ချင်း2ယောက်နိုးလာပြီးဆင်းအောက်ကိုငုံကြည့်လိုက်တော့မင်းညသူတို့ပြစ်ထားတဲ့တောဝက်ကအခြားသရိษံတွေစားထားတဲ့အရာမရှိပဲအကောင့်အတိုင်းရှိသေးတာကိုတွေးလိုက်ရပါတယ်။ဒါနဲ့သူတို့2ယောက်တောဝက်ကိုယူပြီးရွာကိုအမြန်ပြန်ခဲ့ကြတယ်ဗျ။အဖေကျွန်တော်ပြန်လာပြီကျွန်တော်အဖေအတွက်တောဝက်ကြီးတစ်ကောင်ရလာတယ်ဗျ။အဖေမသိခင်အဖေစားချင်တဲ့တောဝက်သားကိုစားရတော့မှဆိုတော့အဖေတော်တော်ကန်ကောင်းတာပဲကွာ။အမလေးတောဝက်သားစားလို့ကောင်းလိုက်တာအဖေအတော်နေမကောင်းလို့တေကာနေ့အချိန်ဖြစ်နေတာမဟုတ်လားအဖေတော့ဝသားစားလိုက်ရလို့တော်တော်လေးပြန်ကောင်းလာပြီထင်တယ်။အော်အဲ့လိုလားဟမ်ဦးလေးတကယ်လားဗျ။ဒါပေမဲ့နောက်ထပ်အသားတစ်မျိုးထပ်စားလိုက်ရင်အဖေအရှင်းပြောလို့တယ်။ဟမ်တကယ်လားအဖေဘာအသားစားချင်တာလဲကျွန်တော်တို့သာပြောလိုက်ဟန်နွားမင်းကလည်းအလိုလိုက်လုံအောင်ပဲကြော်စွာသားလေးအဖေစားချင်တာရေမင်းသားလေးအသားစားချင်တာတောင်းမစားပါနဲ့နော်တောင်းမစားပါနဲ့ယောဂဖြစ်ပြီးသေးသွားလဲအေးတာပဲအဖေကတော့ကျွန်တော်စားတာဟေ့ကျော်စွာရှောက်မပြောနဲ့ဟာဒီကောင်ဟုတ်ကဲ့ဇလန်းလေးကတော့ဒီလောက်ပါပဲခင်ဗျာအားလုံးကျေးဇူးတင်ပါတယ်ခင်ဗျာ